ဒီနေ့ဖိုက်ခန့်ချင်းတဲ့ day 2ပေါ့နော် day 2မှာဆိုလို့ရှိရင်ဆိုဘာပြလဲဆိုလို့ရှိရင်နောက်ထပ်ဒါ7လုံးမြောက်စကလုံးလေးပေါ့7လုံးမြောက်စကလုံးကဘာလဲဆိုရင် ichi ဆိုတဲ့ဒီလိုမျိုးနော်ဒီလိုမျိုးဒါခန့်ကြီးပဲနော်ဒါနံပါတ်1ဆိုတဲ့ day ပဲကိုရတယ်ဒီနောက်မှာစကလေးထဲမှာဆိုရင် hito ဆိုရင်တခုဒါကို hito ဆိုလို့ခေါ်တယ်သူရဲ့အတန်တို့လေးပြောပြမယ်သူရဲ့အတန်တို့က ichi ရှိမယ်သူတန်က ichi သူရဲ့အတန်တို့လေးပြောမယ်ဆိုရင် ichi ဒါကိုတက်လို့တန်ထမယ်ဒါ sorry တက်ပေါ့နော်အဓိပ္ပာယ်လို့တက်သူက ichi ဒီလိုမျိုးနှစ်ခုတွဲထားတွေ့လို့ရှိရင်အဲ့ဒါက hito ဆိုတဲ့တစ်ခုပဲနော်တစ်ခုသူကကားစွန်းနဲ့တွေ့လို့ရှိရင်ဟိုတနေ့ကမနေ့ကလေးလာခဲ့တဲ့ဒီလိုမျိုးကားစွန်းစခန်းလေးရှိရမလားသူရှိမှတက်ထဲလိုက်မစင် iji ကားစွန်းစင်တလပိုင်း iji ကားစွန်းစင်တလပိုင်းနော်နောက်ကိုကြတော့ပြီးတော့ဒီမနေ့ကလေးလာခဲ့တဲ့နေခန်းကြီးလေးရှိတယ်မလားဟိသူရဲ့ရှိမှတက်လေးထဲမစင် ichi nichi ဆိုလို့ရှိရင်အဲ့ဒါဒါ ichi မလားဒါ nichi လို့သုံးရလေ hibi nichi nichi ဆိုအဲ့ဆိုဒီမှာ nichi ကိုသုံးမယ် ichi nichi ဆိုလို့ရှိရင်ဒါတရက်တောင် ichi nichi လို့ခေါ်တယ်ဒါတရက်ဟာလေးပေါ့နော် ichi သူရဲ့တန်းက ichi နောက်ကိုကျတော့ ni နံပါတ်2နံပါတ်7ပါနံပါတ်7စကလုံးလေးဟာရင်ဆွဲမယ်နောက်တစ်ချက်ထပ်ဆွဲမယ်ဒါဘာလို့ခေါ်လဲဆိုရင် ni လို့ခေါ်တယ်နိဆိုပါလဲစဉ်မြန်မာလို့ဆိုရင်နှစ်အခရာနှစ်ဒါကိုနိလို့ခေါ်တယ်ဒါလေးကိုနိလို့ခေါ်တယ်ပြန်စပြပေးမယ်ဒီမဲ့သူရအောင်မလို့စကလေးထည့်လိုက်မယ်စွတ်ဒီကခုတစ်ခုနှစ်ခုသုံးခုလေးခုငါးခုအဲ့လိုရေးတဲ့ဟာကိုသုံးတာကွာဒီမဲ့နိလေးရေးမယ်ဒီမှာဆက်လေးထည့်မယ်အဲ့နှစ်ခုပေါင်းလို့ရှင်ဘာဖြစ်လဲဆိုရင်ဖူတာဆိုတဲ့ဟာရတယ်ဖူတာဆိုနှစ်ခုပေါ့hito ဆိုရင်တစ်ခုဖူတာဆိုရင်နှစ်ခုလည်းပြသမယ်ဒါနီဆိုတဲ့ခန်းကြီးလေးပါနော်ဒါဟာနီဖူတာဆိုရင်နှစ်ခုနီနဲ့လောက်တောင်းလို့ရပါတယ်နောက်ကကျတော့စံတောင်းရစကလုံးလေးပါနော်73လုံးတောင်းကကျတော့တဲ့နဲ့တော့ဒါကစမ်းဆိုရတော့သူအခရာ3ပေါ့နော်ဒါစမ်းဆိုရင်3ထွက်တယ်ဒါဒီ3ကြောင်းမြင်တာနဲ့စမ်းသူကစမ်းသူကစမ်းဒီတဲ့နဲ့3မှာဆွတ်ထည့်လိုက်မယ်ဆိုရင်ဒါမိဆွတ်ဆွဲဟာရမိဆွတ်ဆိုရတာ3ခုပေါ့3ခုဒီဟီတိုစကတစ်ခုဖူတာစကနှစ်ခုမကြည့်တခြားတန်တဲ့တမစင်မိဆိုရဟာနီယာမိဆိုပေါ့နော်သူရဲ့ပထမတန်ကစံ3ဆိုတဲ့အိပဲနောက်ခုမိဆိုတဲ့တုံးရတယ်မိဆွစ်ပေါ့နော်မိဆွစ်တဲ့တုံးရတယ်အစင်မိဆွစ်စင်3ခုမိဆွစ်စင်3ခုဒါနံပါတ်3ရဲ့ခန်းကြီးလေးအခုနံပါတ်4 14ပေါ့နော်14လုံးမြောက်ကရင်ဆုံးဒီလိုဆွဲလိုက်မယ်ပြီးဒီလိုတစ်ချက်ဆွဲနှစ်ချက်ဆွဲပြီးအပေါ်မှာဒီလိုတစ်ချက်ဆွဲဒီလိုတစ်ချက်ဆွဲပြီးတာဆွဲဒါကယွန်းဆိုတဲ့ဟာလေးဒါပါလဲဆိုရင်နံပါတ်4ခန်းကြီးလေးပေါ့ပြောမယ်ဆိုတော့ယွန်းဆိုတဲ့ဟာလေးသူကနော်ပြန်ဆွဲပြပေးမယ်ဒီလိုဆွဲမယ်ဒီလိုဆွဲမယ်ပြီးဒီလိုဆွဲမယ်ဒီလိုပြင်ပေးလိုက်မယ်ဒါယွန်းဆိုတဲ့ခန်းကြီးယွန်းရှိမယ်ယူရှိမယ်ပေါ့နော်ဒီအတန်းလေးရှိမယ်ယွန်းရှိမယ်ယူရှိမယ်ယွန်းဆိုရင်နံပါတ်4ဆိုနာကဒီဟာလေးနဲ့ပါလိမ့်မယ်ဒါဆိုရင်yes ဒါမစ်ဆတော့ဘူးမှာ yes ဆိုလို့ရှိရင်ဒီမှာ yes ဆိုရင်4ခု yes ဆိုရင်ပါဆိုရင်4ခုဒါဆိုတော့ဟိခန်းကြီးလေးရှိရလေ
အဲ့ရှိမှဒါလေးကိုထည့်လိုက်မယ်နော်အဲ့ဆိုလို့ရှိရင် shortcut ဆို4ရက်မြောက်နေ့4ရက်မြောက်နေ့တရက်နေ့တော့4ရက်မြောက်နေ့အဲ့လိုသုံးရတယ်သူရနောက်တဲ့အတန်ကသူကယွန်းလို့လည်းတန်တတ်တယ်နောက်ကရှိလို့လည်းတန်ထွက်လို့ရတယ်ဘယ်လိုပြောမလဲဆိုရင်လခန်းကြီးလေးဒီခန်းကြီးလေးတည်တယ်ဟုတ်လခန်းကြီးအဲ့လခန်းကြီးရှိမှဒါလေးထည့်လိုက်မယ်ဒါဆိုရင်ယွန်းကားဆိုမဟုတ်တော့ဘဲနဲ့ဘာကားဆိုပြီးရှိကားဆိုဖြစ်သွားမယ်ရှိကားဆိုရင်4လပိုင်းမြန်မာအင်္ဂလိပ်လိုဆိုရင် April ပေါ့ကွာ4လပိုင်းဖြစ်သွားမယ်ရှိကားဆို4လပိုင်းဒါပြန်ပြောမယ်နော်ဒါက ichi ဆိုတဲ့ခန်းကြီးလေး ichi ဒါဆိုရင် hito ဆိုလို့ဖတ်မယ်ဒါက ni ဆိုတဲ့ခန်းကြီးနံပါတ်2ခန်းကြီးလေးဒီမှာ ni ဒါဆို futa ဆိုရင်2ခုပေါ့ကွာဒါဆိုရင်ဒီခန်းကြီးလေးက3ကြီးလေးအဲ့3ကြီးလေးက san ဆိုတဲ့3ခန်းကြီးလေးခဏအခါ3ခန်းကြီးလေးသူရဲ့နောက်ထပ်တန်က misu သူက misu ဆိုရင်3ခုမြောက်နောက်ကိုဒီဟာလေးက yun နံပါတ်4ခန်းကြီးလေးသူရဲ့အတန်က yun ရှိမယ်ယိုရှိမယ်နောက်ကရှိစွာလေးရှိမယ်ပေါ့နော်နောက်တစ်လုံးလေးရှိမယ်ရှိစွာလေးရှိမယ်ဒီမှာနေခန်းကြီးလေးနဲ့တွေ့မယ်ဆိုရင် short ကဆိုလို့ရှိရင်4ရက်မြောက်နေ့မှာကဆိုဒီစုခိရဲ့ကဆိုရဲ့ကဲဆိုရဲ့ဆိုဒီလခန်းကြီးလေးနဲ့တွေ့မယ်ဆိုရင်စီကဆိုရင်4လပိုင်းနော်နောက်ခု9စကလုံးလေးလာမယ်နံပါတ်5ပေါ့နော်နံပါတ်5ဒါ15လုံးမြောက်စကလုံးမှာအခုနံပါတ်5ပဲအရင်ဆုံးဒီတစ်ချက်ဆွဲပြီးဒီလိုတစ်ချက်ဆွဲပြီးရှင်ဒီလိုလေးတစ်ချက်ဆွဲမယ်ပြီးဒီလိုဆွဲလိုက်ဒါကဘာလဲဆိုရင်ကော့ဆိုတဲ့ခန်းကြီးလေးကော့ဂျပန်လိုကော့နော်နောက်ကဒါဘာလဲဆိုရင်နံပါတ်5ခန်းကြီးလေးပေါ့ဒါနံပါတ်5လေးပေါ့နော်ဒီမှာ3အင်္ဂလိပ်ရေးထားမြန်မာလို3ပေါ့နော်ရပါနော်ဒါမြန်မာလို5ခန်းကြီးလေးပါပြန်ဆွဲပြပေးမယ်တစ်ချက်ဆွဲမယ်ဆွဲမယ်တစ်ချက်ဒါကောဆိုတဲ့ခန်းကြီးလေးဖြစ်တယ်နောက်ကသူ့ရဲ့အတန်ကဘာလဲဆိုရင် isusu ဘောနော်ဒီဟာလေးနောက်ကိုဒီဟာလေးနဲ့ဒါလေးနဲ့ဒီဟာလေးပြောရင် isusu ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်5ခုပေါ့ isusu 5ခုဆိုတဲ့5ခုဒီမှာနေခန်းကြီးနဲ့တွေ့မယ်ဆိုလို့ရှိရင် isuka နောက်ကလခန်းကြီးနဲ့တွေ့မယ်ဆိုရင် go kasu တုံးလို့ရတယ်ဒါက5ဆိုတဲ့စကားလုံးလေးပေါ့နောက်ခု6လုံးများစကားလုံးလေးကအရင်ဆုံးဒီလိုတစ်ချောင်းဆွဲမယ်ဒီလိုတစ်ချောင်းဆွဲမယ်ပြင်ဘာလို့မလဲဆိုရင်အောက်မှာနှာခေါင်းမလေးတက်လိုက်မယ်ရော့ဒီလိုနှစ်ချက်လေးပြင်ပြမယ်ဒီလိုဆွဲမယ်ပြင်ဒီလိုဆွဲလိုက်ဒါက6ဆိုတဲ့စကားလုံးလေးသူကကြတော့ဘယ်လိုခေါ်လဲဆိုလို့ရှိရင်roku လို့ခေါ်တယ်သူက roku သူကပြန်ဆွဲပြပေးမယ်ဒီလိုတစ်ချက်ဆွဲမယ်သူက roku ဆိုတဲ့ဟာမျိုးလေးသူက muso ဆိုလို့ရတယ်ကွာအဲ့လိုလေးရဒီ6ခန်းကြီးလေးနဲ့ဒီ7ခန်းကြီးလေးနဲ့ပေါင်းလိုက်မယ်ဒီ7ခန်းကြီးနဲ့ပေါင်းလိုက်မယ်ဆိုရင်ဒါကmuso ဆိုတဲ့6ခုဆိုတဲ့အဓိပ္ပာယ်ကိုရတယ်6ခုဆိုတဲ့အဓိပ္ပာယ်ရမယ်နောက်ကသူကဆွမ်းနာဒီနေခန်းကြီးလေးနဲ့ပေါင်းမယ်ပေါ့နော်နေခန်းကြီးလေးနဲ့ပေါင်းမယ်ဆိုလို့ရှိရင်မူက6ရက်မြောက်နေ့သုံးလို့ရတယ်နောက်ကလက်ခန်းကြီးနဲ့တွေ့မယ်ဆိုရင်ရကုကာဆွစဉ်6လပိုင်းသုံးလို့ရမယ်ဒါကဒီအလေးကိုဘယ်လိုဖတ်လဲဆိုရင်မူဆွလို့ဖတ်တယ်6ခုမြောက်စကားလုံးဒါကသူ့ရဲ့အတန်ကရကုနောက်ကမူဆွရနော်ရကုလည်းရမူဆွလည်းရတယ်ဒါကနအခါ6လေးပေါ့နောက်ခု19လုံးမြောက်လေးလာမယ်သူကအရင်ဆုံးဘာလုပ်မလဲဆိုရင်ဒီလိုရင်ဆွဲလိုက်မယ်ဒီအောက်မှာရင်ဆွဲပြလိုက်မယ်နော်ပြီးလို့ရှိရင်ဒီမျိုးလေးဆွဲလိုက်မယ်အဲ့ဒါကခွင်ဆွဲစကလုံးလေးကျန်ဆွဲမယ်
ခွင်ဆိုတဲ့စကလုံးလေးခွင်ဆိုတဲ့စကလုံးလေးကနနလည်းရတယ်ရှိချီလည်းရနနရဲ့ရှိချီရနနနာခွာရှိချီခွင်ပေါ့လက်ခံကြီးလေးနဲ့တွဲမယ်ဆိုလို့ရှိရင်ဒီမယ်ရှိချီကဆစင်ခဏလာပိုင်းခဏလာပိုင်းဒါခွင်ဆိုတဲ့စကလုံးလေးနောက်က18လုံးမြောက်ကပါလေးလဲဆိုရင်ဒီမျိုးလေးအဲ့ဒါဟာချီလို့ဒီပဲရဟာချီစင်ဒါကနအခရာရှစ်ဟုတ်ကနအခရာရှစ်ဆိုရဟာလေးဟာချီနောက်ကစကူလုံးမြောက်စကလုံးလေးစကူလုံးမြောက်စကလုံးလေးရပါလဲဆိုရင်ဒီပြမယ်နော်စကလုံးနဲ့စကလုံးလေးကရင်ဆုံးဘယ်လိုဆွဲမလဲဆိုဒီလိုဆွဲလိုက်မယ်ပင်ဒီလိုဆွဲလိုက်ဒါကခယူနာကွာခုရတယ်နော်ဒါကိုစကလုံးလေးသူ့ရဲ့တန်ကခယူရှိမယ်ခုရှိမယ်ပြန်ဆွဲပြပေးမယ်ရင်ဒီလိုဆွဲမယ်ပင်ဒီလိုဆွဲလိုက်မယ်ဒါကပြန်ဆွဲပြမယ်နော်ဒီချစ်ဆွဲပင်ဒီလိုချစ်ဆွဲပြီးဒီလိုဆွဲလိုက်သူကခယူဆွဲတန်ရှိမယ်နော်ခုဆွဲတန်ကြည့်မယ်နော်ခုကဆိုဒီလက်ခံကြီးလေးနဲ့တွဲမယ်ပေါ့နော်ဒီလက်ခံကြီးလေးဆိုခုကဆို6လပိုင်းခုကဆို6လပိုင်းနောက်ခု10လုံးနဲ့စကလုံးလေး10လုံးနဲ့စကလုံးလေးကအပေါင်းလက္ခဏာလေးပါအဲ့ဒါကတိုးဆိုတဲ့ဒီပဲလေးရရဲ့နောက်ကဂျူးဆိုတဲ့ဒီပဲလေးရပါတယ်ဂျူး30ပေါ့30စင်ဂျူးလို့ထွက်တယ်ဒါ10လုံးမြောက်ခန်းကြီးလေး30ဆိုတဲ့ခန်းကြီးလေးပါပေါင်းလက္ခဏာလေးရေးလိုက်ရမယ်နော်ဒါဂျူးတိုးကလေးရမယ်ဂျူးလေးရမယ်ဂျူးကဆိုရင်10လပိုင်းပေါ့ဒီမှာလခန်းကြီးလေးတွေ့လိုက်မယ်ဒီမှာကွာလို့ဆိုရင်ဒါဂျူးကဆိုရင်ဒါက10လပိုင်းဆိုတဲ့ဟာမျိုးလေးဒီ1 to 10ပေါ့နော်တစ်ကနေပြီးတော့30ဒီလေးလာခဲ့တယ်ဒါလုံး20မျိုးစကလုံးလေးပေါ့နော်17လုံးကဘာလဲဆိုတော့ရှင်ဆုံး ichi ဆိုတဲ့တစ်ခန်းကြီးလေး ichi ဆိုတဲ့တစ်နောက်ကနှစ်ကကြတော့ဘာလဲဆိုရင် ni ဆိုတဲ့နှစ်ခန်းကြီးလေး ni နောက်က17လုံးမြောက်ကဆန်းဆိုတဲ့နံပါတ်3ခန်းကြီး14လုံးမြောက်ကပါလဲဆိုရင်ရှစ်ဆွဲမယ်ပင်ဒီဆွဲမယ်ပင်ဒီဘက်ဆွဲမယ်ဒါကယွန်းဆိုတဲ့နံပါတ်4ခန်းကြီးယွန်းနောက်ကရှိယွန်းတောင်းမရင်ရှိအဲ့ဒါနံပါတ်4ခန်းကြီးလေးဒါ15လုံးမြောက်ကပါလဲဆိုရင်ပထမဆုံးတစ်ခုဆွဲမယ်ပင်ဒီလိုတစ်ချက်ဆွဲပင်ဒီလိုဆွဲဒါကနံပါတ်5ခန်းကြီးလေးနံပါတ်5အခရာ5ခန်းကြီးလေးနောက်က16လုံးမြောက်ကပါလဲဆိုရင်အပေါ်မှာတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်တစ်ချက်ဆွဲမယ်အဲ့ဒါကရုခုဆိုတဲ့6ခန်းကြီးလေးရုခုပြီးတော့ကြတော့စကွန်ပေါ့နော်စကွန်လုံးမြောက်ကပါလဲဆိုရင်သူရဲ့အာကရတော့တစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်ဒီလိုလေးဆွဲလိုက်အဲ့ဒါကပါဆိုနနလို့လည်းခေါ်တယ်ရှိချီလို့လည်းခေါ်တယ်နံပါတ်ခွင်ရဲ့စကလုံးလေးနောက်က18လုံးမြောက်ကပါလဲဆိုရင်အခရာ8လေးလာကြမယ်ဒီလိုလေးပေါ့အဲ့ဒါအခရာ8ပေါ့သူကဟာချီသူရဲ့တန်ကဟာချီနံပါတ်8ဆိုတဲ့ခန်းကြီးလေးနောက်ခု19ကပါလဲဆိုလို့ရှိရင်19လုံးမြောက်ကပါလဲဆိုကိုခန်းကြီးလေးဟုတ်နော်ဒါခီလို့လည်းခေါ်တယ်ခုလို့လည်းခေါ်တယ်ဒါကကိုခန်းကြီးလေးနောက်ခုလုံး20မြောက်ခန်းကြီးလေးတွားမယ်အဲ့ဒါကအပေါင်းလက္ခဏာလေးလို့ဆွဲလိုက်ရပြီဒါကတိုးလို့လည်းခေါ်တယ်ဂျူးလို့လည်းခေါ်တယ်ဒါ30ဆိုတဲ့ဟာမျိုးဖြစ်ပါတယ်ဒီနေ့ကတော့အလုံး17ကနေပြီးတော့20တိပေါ့နော်10လုံးလာခဲ့ပါဒီနေ့တော့ကတော့ပြီးတော့ပါပြီဒီနေ့ပဲဆို9လပိုင်း6ရက်နေ့ပေါ့နော်
လက်မှတ်လေးပါထိုးပေးပါမယ်ပြီးသွားပြီပေါ့နော်ဒီကအလုံး10လုံးကိုလေ့လာပြီးသွားပါပြီကျေးဇူးများတင်ပါတယ်ရှင်